ဘာလာနတိပြည်မှာဘာနာတိမင်းထီနန်အုပ်ချုပ်တိုင်းပြည်ကိုစိုးမိုးတဲ့အချိန်မှာပုံနာကြီးကတိ80ကျွယ်ဝချမ်းသာတဲ့ပုံနာကြီးမှာတားမရှိဘူးဖြစ်နေ။ဒါကြောင့်ဒီပုံနာကြီးကတီလာတွေကောင်းစွာစောက်တည်ပြီးတားရဖို့အတွက်ဆုတောင်းတော့အလောင်းတော်ကအဲ့ဒါဗြဟ္မပြည်ကနေဆင်းလာပြီးတော့အဲ့ဒီပုံနာရဲ့ဇနီးပုံနေမကြီးမှာပဋိသန္ဓေလာရောက်ယူတယ်ပေါ့ကလေးလေးမွေးဖွားလာတဲ့အရွယ်ရောက်လာတယ်အသားလေးကမဲမဲလေးပေါ့ညူချောလေးလို့ခေါ်မယ်ဟုတ်လားသူကမြရောင်လေးပေါ့အသား16နှစ်လောက်အရွယ်မှာသားတော်လေးကိုပညာတွေသင်ပညာတွေတန်းကျွင်းလို့မိမိရဲ့မြို့ရွာကိုပြန်ရောက်လာသားလေးအရွယ်ရောက်လာတော့သူ့ရဲ့အဖေမေတွေကအိမ်တော်ချပေးတယ်အမေမိဘတွေကွယ်လွန်သွားတဲ့အခါမှာသူကမိမပိုင်ဆိုင်တဲ့အစည်းစိမ်ဥစ္စာတွေအားလုံးကိုရယူတဲ့အမွေခံတထေးကြီးဖြစ်လာတော့ပေါ့ဒီနေ့မှာအလောင်းတော်လေးဟာအတရေရှိတဲ့တင်ပလင်လေးမှာခုံလေးမှာထိုင်းပြီးတော့သူတို့ရဲ့ဒီစီးစိမ်ဥစ္စာတွေရွှေပြားမှာမှတ်တမ်းတင်လာတာတယ်အဲ့ဒါလေးတွေကိုသူဖတ်နေတာရွှေပြားမှာရည်ထားတာရွှေစင်အဆက်ဆက်ဘယ်ရွှေမျိုးကဘယ်လိုစီးစိမ်ဥစ္စာတွေကိုရှာဖွေခဲ့လဲဘယ်ရွှေမျိုးကဘလောက်စီးစိမ်ဥစ္စာတွေအားလုံးကိုမှတ်တမ်းတင်လာတယ်ရွှေပေလွာကြီးမှာဒါသူတို့ရဲ့မျိုးရိုးကအစဉ်ဆက်ချမ်းသာခဲ့တာအဲ့ဒီလိုမျိုးမှတ်တမ်းတင်တဲ့ရွှေပေလာသူဖတ်ရင်းနဲ့ဘယ်ရွှေမျိုးကဘလောက်ဘယ်ရွှေမျိုးကဘလောက်စီးစိမ်ဥစ္စာတွေရှာဖွေခဲ့တယ်ပေါ့သူစဉ်းစားခန်းလေးဝင်တယ်သူရဲ့ရွှေမျိုးတွေရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကအများကြီးဟာဘယ်သူကတော့ဘလောက်ရှာဖွေခဲ့တယ်ပြီးရင်ဒီလူတွေအားလုံးဟာနပညာယတိမရှိတော့ရှိသေးလားတခါကြီးတို့မရှိတော့ပါအကုန်လုံးကုန်သွားသူတို့ရွှေတွေတော့ကြံနေတာနော်လူတော့ဘာဖြစ်လဲမရှိဘူးစီးစိမ်ဥစ္စာတွေတော့မှတ်တမ်းတင်ထားတယ်ရှာထားတဲ့လူတွေအကုန်သေးကုန်ပြီမရှိတော့ဧကောပိဒဏံဂဟိတဝါကတောနာမနတ္ထိတယောက်မှစီးစိမ်ဥစ္စာတွေယူပြီးသွားတဲ့လူဆိုတာမရှိဘူးတဲ့တယောက်မှမယူသွားနိုင်ဘူးရှာထားတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်သူမှမယူနိုင်ဘူးပဏလောကံကိစ္ဆန္တံတမလွန်လောကသို့သွားသူနောက်ကိုနာတက္ကဒါနဗန္ဓိကံဗန္ဓိတဝါဆိုတာတမလွန်လောကသို့သွားသူနောက်ကိုစီးစိမ်ဥစ္စာဒုတ်ကြီးတွေဖွဲ့ချီပြီးတော့ယူသွားခြင်းကဘယ်သူမှမစွမ်းနိုင်ခဲ့ကြဘူးတဲ့သူစဉ်းစားတယ်အလောင်းတော်လေးစဉ်းစားတယ်ပြီးတော့ဒီစီးစိမ်ဥစ္စာတွေမှာအနှစ်သာရကိုသူရှာကြည့်တော့ဗောလေအတ္တရကတ္တဓနတအနှစ်သာရမရှိတဲ့စီးစိမ်ဥစ္စာပြင်စနံဝေဒနံအတ္တာဒါရဏဘာဝေနဆိုတာယန္တုမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အနှစ်မရှိတဲ့ဒီစီးစိမ်ဥစ္စာမှာဒါနံပေးကမ်းလူတန်းချင်းဒီပင်တာတော်ဆိုပြီးတော့သူ့ရဲ့အလောင်းတော်ညံထဲမှာဖြစ်လာတာပေးကမ်းစွန့်ကြဲလူတန်းချင်းဒီပင်အနှစ်သာရပဲဆိုတော့သူမြင်လိုက်တယ်ဒါကြောင့်ဘုလောကမှာပျော်ရွှင်စကားရှိတယ်စီးစိမ်တွေကအနှစ်ရှာဘာလဲတခါတို့မိုက်တွေဒါနပဲလို့မပြောကြဘူးလားအဲ့ဒီဇတ်တော်ကထွက်လာတာအဲ့ဒါနော်ဖရာလောင်းစဉ်းစားတဲ့အခန်းကထွက်လာတာအနှစ်သာရမရှိတဲ့စီးစိမ်ဥစ္စာတွေမှာယန္တုမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အနှစ်သာရမရှိတဲ့စီးစိမ်ဥစ္စာတွေမှာပေးကမ်းလူတန်းချင်းဒီပင်တာတော့အနှစ်သာရပဲဆိုတာအလောင်းတော်စဉ်းစားခန်းကထွက်လာတာပြီးတော့ဒီခန္ဓာအိမ်ကြီးကလည်းပြောမဲ့ဆိုရင်ဘဟုရောဂတာဒါရဏဘာဝေနယောဂအမျိုးမျိုးများစွာသောယောဂဘောင်းဆောင်ဖြင့်ဆက်ဆံနေတဲ့အနှစ်သာရမရှိတဲ့ဒီခန္ဓာကိုယ်ကြီးမှာအနှစ်ရှာရင်တဲ့ခန္ဓာကိုယ်ကြီးမှာအနှစ်ရှာတော့ဘာမြင်လဲဆိုတော့တီလာရှိတဲ့ပုဂ္ဂိုလ်တို့မှာအဘိဝါဒနာဓိကမ္မံတာရောဆိုအဲ့လိုဖွင့်ရှ िख ိုးခြင်းအစရှိတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဒီပင်အနှစ်သာရပဲတဲ့ဒီခန္ဓာကိုယ်ကြီးမှာအနှစ်သာရဘာမှမရှိဘူး
အမြဲတမ်းယောဂဘောင်းစုံနဲ့ဆက်ဆံနေတယ်အချိန်မရွေးအနာယောဂတစ်မျိုးမျိုးဖြစ်တည်ကြည်ပျက်စီးရတဲ့ဒီခန္ဓာကြီးမှာဘာနှစ်သာရမှမရှိဘူးဒါကိုဦးဇင်းတို့ပုထုဇဉ်တွေကမမြင်တော့ဒီခန္ဓာကိုအမျိုးမျိုးပြုပြင်နေကြရင်နဲ့အနှစ်သာရတွေမထုတ်နိုင်ခဲ့ဘူးခန္ဓာအင်ကြီးကဒါကြောင့်ခန္ဓာတွေကအနှစ်ရှာလိုက်ရင်တီလအစရှိတဲ့ကောင်းမှုတွေမရဘူးလားရလားအဲ့ဒါကိုပြောချင်တာအဲ့လိုကုသိုလ်ကောင်းမှုတွေဖရာတရားတန်ခါကိုဖူးမြင်ရခြင်းဝိယံဝိစာပြုလုပ်ရခြင်းတီလာတွေစောက်တည်ရခြင်းဆိုတဲ့ဒီအနှစ်သာရတွေကိုထုတ်ယူရမယ်ခန္ဓာတွေကနေဟုတ်ပြီလားအဲ့လိုမျိုးရှိတယ်ပြီးရင်ဒီအသက်ကိုလည်းဖရာလောင်းကဆက်ပြီးတွေးတယ်သူကအနှစ်သာရမရှိတဲ့ဇီဝိတတ္တအတာရကတ္တဇီဝိတတ္တအနှစ်သာရမရှိတဲ့ဒီအသက်ဆိုတာလည်းအနိစ္စတရားဖြစ်လွှမ်းမိုးခြင်းဖြစ်ခံနေရတဲ့အနှစ်သာရမရှိတဲ့ဒီအသက်တွေကနေပြီးတော့တဲ့အနိစ္စဓာတိဝတေနဝိပဿနာအနိစ္စအစရှိသည့်အစွမ်းဖြင့်ဝိပဿနာတွေကိုယောဂောအားထုတ်ခြင်းသည်ဖြင့်တာတော့အနှစ်သာရတဲ့ဒါကြောင့်ခန္ဓာတွေကအနှစ်ရှာတော့တိလလို့ပြောကြတယ်စီစဉ်ဥစ္စာတွေကအနှစ်ရှာရင်ဒါနလို့ပြောကြတယ်အတ္တတွေကအနှစ်ရှာတယ်ရှင်တန်နေတဲ့အနှစ်သာရမရှိတဲ့ဒီအတ္တတွေကအနှစ်ရှာရင်ဝိပဿနာတရားတွေအားထုတ်ရတယ်ဝိပဿနာပေါ့အဲ့လိုမျိုးပြောတယ်တခါကြီးတို့မကြီးတို့ဟုတ်ပြီလားဖယားလောင်းအတွေ့ဘဒုအတွေ့လဲဖယားလောင်းတွေးသွားတဲ့အတွေ့တွေအဲ့ဒါအခုယနေ့ခေတ်ပြောနေကြတယ်စီစဉ်ဥစ္စာတွေကအနှစ်ရှာရင်ဘာရလဲဒါနဟုတ်တယ်နော်ယောဂါတွေပြည့်ဆက်ဆံနေတဲ့ခန္ဓာတွေကအနှစ်ရှာရင်တီလာစတဲ့ကောင်းမှုတွေရတယ်အနှစ်သာရမရှိတဲ့အတ္တတွေကနေအနှစ်ရှာရင်ဝိပဿနာနော်ဝိပဿနာယောဂောတာရောလို့အဲ့ဒီလိုအလောင်းတော်ကတွေးတယ်အဲ့လိုတွေးပြီးတော့သူကအနှစ်သာရတွေထုတ်ဖို့အတွက်ဆိုပြီးတော့ဒီတန်မိုးမရှိတဲ့ဒီစီစဉ်ဥစ္စာတွေအပေါ်မှာသူကဒီမစင်ကဲ့သို့သူကဒီဆက်စုပ်ယွန်စားတဲ့စိတ်ထားဖြစ်သူစွန့်လွတ်ပြီးတော့အနှစ်သာရတွေရှာတော့မယ်ဆိုပြီးတော့ဘယင်ကြီးထံကိုသွားပြီးအကြောင်းကြားတယ်တဲ့မင်းကြီးကိုသူအကြောင်းကြားပြီးတော့ဒါနတွေအစွမ်းကုန်သူလုပ်တာဒါနတွေသူအစွမ်းကုန်လုပ်တာ9 ရက်လောက်ကြာသွားတယ်ပေးနေတာမကုံခန်းနိုင်ဘူးအပရိခိနာမကုံတက်တော့သူပစ္စည်းသူလည်းကြာတော့လူရတာလည်းမောတယ်တဲ့တခါကြီးတို့ရေလူရလည်းဘာဖြစ်လဲမောတယ်တကယ်တော့လူရတာလည်းပင်ပန်းတယ်နော်လူရင်းနဲ့သိဝမ်းမယ်ဆိုရင်လည်းတိတ်အစင်မပြေသေးဘူးဟုတ်လားဘာဖြစ်လို့ဒါနနိဗ္ဗာန်ရောက်ကြောင်းတော့ဟုတ်တယ်တကယ်တီလာတွေတမထဝိပဿနာတရားတွေအားထုတ်မှုမရှိဘဲနဲ့အချိန်ကုန်သွားရင်လူဘဝရရတာတိတ်ပြီးတော့မတန်ဘူးတခါကြီးတို့မကြီးဟုတ်လားဒါကြောင့်အလောင်းတော်က9 ရက်ကြာသွားတယ်လူတော့မကုန်နိုင်တော့မထူးတော့ဘူးဆိုပြီးတော့တပ္ပဂေဟံဒွာဂေဟေတပ္ပဒွာရာနိဝိဝရပစ်တော့အိမ်မှာရှိတဲ့ဂိုးတောင်တွေအကုန်လုံးစီးစိမ်ဥစ္စာတိုက်ခန်းတွေကိုအကုန်လုံးဖွင့်ပြီးတော့နော်အကုန်လုံးလှူဒန်းအပ်ပြီးနော်ဒါနံနော်ဒိဋ္ဌံမေအလုံးလှူပြီးပြီဟာရန္တုညီသူမဆိုးယူနိုင်ပါတယ်ဆိုပြီးတော့တခါတဲ့အကုန်လုံးကိုတခါတဲ့စွန့်လွတ်လူဒန်းပြီးတော့အဲ့ဒီမှာပဲသူကဟိမဝန္တာကိုတောထွက်ပြီးတော့ရတစ်ဝတ်သွားတယ်အကုန်လုံးငိုတယ်သူထွက်တဲ့အချိန်မှာမိသားစုတွေငိုကြတယ်ဆွေမျိုးတွေအများကြီးဝိတော်ဝန်တတ်နော်ငိုကျွေးမိတန်းနေစီတွေပင်အားလုံးကိုဘယ်သူမှဂရုမစိုက်ပဲတရားတဲ့ငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်အောင်တော်တော်ထွက်သွားတာအလောင်းတော်တို့ရဲ့စိတ်ထားလေးတွေတွေ့ရတယ်နော်တခါကြီးတို့မကြီးတို့ယနေ့ဦးဇင်းတို့တွေဘာလုပ်နေကြတယ်လူတွေဘာလုပ်နေကြတယ်တခါကြီးမကြီးတို့စီစဉ်ဥစ္စာတွေရဖို့ဘာလုပ်နေကြလဲကြိုးစားနေကြတယ်ကြိုးစားနေကြတယ်တကယ်တော့စီစဉ်ဥစ္စာတွေရဖို့ကြိုးစားနေတာဘာလို့ဖို့လဲပြန်မေးကြည့်ရင်သားသမီးတွေအတွက်မဟုတ်ဘူးလားသားသမီးတွေအေးချမ်းချမ်းနေနိုင်ဖို့ဆိုပြီးတော့ပြောကြတယ်ကိုလည်းအသက်ကြီးလာရင်ငြိမ်ငြိမ်ချမ်းချမ်းလေးနဲ့စေဖို့ဝါဖို့လေးလည်းအဆင်ပြေအောင်မဟုတ်လားတခါတည်းအဲ့လိုရှာဖွေနေရင်းနဲ့ပဲဦးကြနာကြတေကြရတယ်သူတော်ကောင်းတွေကြတော့တရှိတမဲ့ကာမဝတ္ထုတွေကိုနော်ကျမ်းမာချမ်းသာနေတဲ့အချိန်မှာပဲစွန့်လွတ်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်အောင်မကြိုးစားကြဘူးလားကြိုးစားကြတယ်တကယ်တော့ဘဝကိုလေးလေးနက်နက်တွေးကြည့်ရတယ်တခါကြီးတို့မိုင်းကိုရှာနေတဲ့အရာတွေကဘယ်သူအတွက်လဲစဉ်းစားရမယ်နော်ကြည့်ဘဝမှာဦးဇင်းတို့ကလေးဘဝတုန်းကလည်းရှာဖွေခဲ့ငယ်စဉ်ကလေးဘဝတုန်းကပညာတွေရှာခဲ့ဘယ်သူအတွက်လဲ
အရွယ်ရောက်လာတော့တခါကြီးတို့မကြီးတို့စီးပွားရေးတွေရှာနေတယ်ဘသူအတွက်လဲကိုယ်ပိုင်ဥစ္စာတွေဘယ်လောက်ပါခဲ့ပြီလဲတွက်ချက်ရမယ်အချိန်မရောက်လားရောက်လားရောက်ပါမယ်အားလုံးသိနေတယ်ဦးဇင်းတို့အားလုံးတမလွန်ဘဝတို့တွားသူနောက်တို့တရှိသမဲ့ကာမဝတ္ထုတွေဘာမှမပါဘူးဆိုတာဦးဇင်းတို့မသိဘူးလားသိလားသိပါလျက်နဲ့ဦးဇင်းတို့ဟာတကယ်ကိုနောက်ကိုလိုက်ပါမဲ့သီလသမာဓိပညာအနှစ်တွေကိုငါတို့တွေဘယ်လောက်ထိစူးစမ်းခဲ့ပြီးလဲဆိုတာမစင်စားသင့်ဘူးလားစဉ်းစားတယ်ဦးဇင်းတို့ကအကာတွေဖြစ်အချိန်တွေပေးတာမများဘူးလားများလားအနှစ်တွေဖြစ်အချိန်ပေးတာမနှဲလုံးဘူးလားနှဲလုံးတယ်ဦးဇင်းတို့ပညာသင်တယ်လို့10နှစ်တခါယူမိုက်တို့ပညာတွေသင်ခဲ့ဘူးတယ်အဲ့လောက်ဦးဇင်းတို့သူတော်ကောင်းတရားတွေမရှာခဲ့သေးဘူးဟုတ်တယ်မလား10နှစ်လောက်ရှိပြီတခါကြီးတို့စီးပွားရေးလုပ်နေတာဟုတ်တယ်မလားအဲ့လောက်ဦးဇင်းတို့သူတော်ကောင်းတရားတွေအနှစ်ပြည့်ဝတဲ့သီလသမာဓိပညာအကျင့်မြတ်တွေကိုပြည့်ပြည့်ဝဝဦးဇင်းတို့ကျင့်ကြံပြီးပြီလားမကျင့်ကြံရသေးဘူးဒါဦးဇင်းတို့စဉ်းစားတဲ့အချက်တွေနော်